တဲထဲမှာတခုခုလှုပ်ရှားနေတဲ့ရုတ်တရက်မိန်းကလေးရဲ့အယုတ်ပြောက်သွားတယ်ပြီးတော့သူ့စီကိုပြေးလာတယ်မိန်းကလေးကနောက်ပြန်ဆုတ်ဖို့ကြိုးစားတယ်ဒါပေမဲ့တဲတွေကအယမ်းမြန်တော့သူ့ခြေထောက်တွေဆွဲငင်ခံလိုက်ရတယ်ဒါပေမဲ့တတဝါကသူမအီးဖိနက်ကိုပဲယူပြီးအမစီကိုရွေ့လာတယ်အမကချက်ချင်းကြောက်တုံးပေါ်သို့တက်ပြေးတော့တတဝါကမိန်းကလေးစီသို့ပြန်လှည့်လာတယ်အမကသူမကိုပါကြောက်တုံးပေါ်သို့ဆွဲတင်လိုက်နိုင်တဲ့တတဝါကကမ်းခြေမှာရှိတဲ့အခြားကလေးနှစ်ယောက်ကိုမြင်ပြီးလိုက်ပေမဲ့သူတို့လည်းရှောင်တိန်နိုင်သွားတဲ့တတဝါကစိတ်တူပြီးကောင်လေးရဲ့ကြောပိုးအိတ်ကိုတဲထဲဆွဲချတယ်မကြခင်မှာပဲပြန်ကန်ထုတ်လိုက်တယ်ဒါပေမဲ့အာသွင်းကျိုးကတတဝါနဲ့ရောထွေးနေတော့ကောင်လေးမြန်ပြေးသွားပြီးဆွဲထုတ်လိုက်တယ်တကယ်တော့တတဝါကတဲနဲ့သမီးလေးတစ်ကောင်ဖြစ်ပြီးလူလိုပြောတတ်တယ်သူ့ကိုလွတ်ပေးရင်မိသည့်ဆန္ဒကိုမဆိုပြည့်စေမည်ဟုကတိပေးတယ်ကောင်လေးကစပိုက်တာမန်းလိုနံရံတွေတက်ချင်တယ်လို့ဆိုရဲရုတ်တရက်တဲနဲ့သမီးရဲ့ခန္ဓာကိုယ်ထဲလေတွေဝင်တယ်လို့ဖောင်းကားသွားပြီးခဏကြာတော့ပုံမှန်ပြန်ဖြစ်သွားတယ်ဆူတောင်းပြေးသွားပြီဟုသူမကဆိုတယ်ကောင်လေးကကျွမ်းကျင်သူတဦးကဲ့သို့တောင်တစ်ခုကိုတက်ခဲ့ပြီးညနေခင်းအမောင်ကျသည့်အထိတက်နေရဲ့သူတို့မတိကြတာကတဲနဲ့သမီးဘေးရဲ့ဆူတိုင်းဟာနေဝင်နာနဲ့ပြီးရဲ့ဆိုတာပဲခုတော့သူ့နေရံမှာတန်းလန်းကြီးဟီဟီ